Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုကစ်ပဲဖြစ်ပါတယ်ကာဒီလုံးနဲ့ချောင်းကန်ကိုကာငယ်စတာကစ်ကိုကစ်ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဘယ်လိုပြော reaction လုပ်ပေးမှာတော့ဒီကျွန်တော်တို့ရဲ့ဆောင်းရမ်းနာမည်ကြီးဆောင်းရမ်းကြိုက်ခဲ့တဲ့ stream မာကြီးပေါ့နော်ကိုရှိုင်းလေးပေါ့အဲကိုရှိုင်းလေးရဲ့ကိုရှိုင်းလေးကျွန်တော်တို့ငယ်တဲ့ဆောင်းရမ်းကြိုက်ခဲ့တဲ့ပူပူဆိုတဲ့မပူပူပေါ့ဗျာပူပူတဲ့မလေးထဲတုံးတော့ဆင်းနေပြီတော့မပူပူရဲ့interview ပုံစံ guest လုပ်ထားတဲ့ဟာလေးကိုကျွန်တော်တို့ reaction လုပ်မှာပဲဖြစ်ပါတယ်ပေါ့နော်အဲ့ဒါနေပြီးတခြားကြီးစရာပုတ်ပန်းစီစောက်တလွဲဟာသားလေးတွေစောက်တလွဲအဲ့ဒါလေးတော့ဘာမှမဖြစ်ပါဗျာနော်ဘာဖြစ်အဲ့ကြောင့်မို့တခြားကြီးစရာပုတ်ပန်းစီဟာသားလေးစောက်တလွဲဟာသားလေးပါကျွန်တော်လုပ်မှာပဲဖြစ်ပါတယ်နော်အဲ့ဆိုအချိန်မဆွဲပဲ let's go ဒါလေးကတော့ဒါဘယ်လိုပြောပြမလဲဒီတခိုးကလူပြန်ဟစ်တာပေါ့နော်တခိုးကလူပြန်ဟစ်တာပြီးတော့မနဲ့အကျွေးလေးဘယ်တော့ဆက်မှလည်းမသိတဲ့ဥမာဆက် emoji လေးနဲ့မျက်ရည်လေးဝင်မသေးဘူးရောက်စောက်ကြောတင်းတာနော်စောက်ကြောတင်းတာနော်တမရပတ်ဆက်လေယူသေးတယ်မအားသေးဘူးတယ်မစောက်ကြောတင်းတာရောက်ပြီဒါဘယ်လိုပြောရမလဲဒီအောင်ကြတော့အောက်မှာလည်းနေသေးတယ်ကြောက်ပီတာလည်းမေးသေးတယ်ဆိုတဲ့ကောင်မျိုးတွေပေါ့နော်ဒါလို့ဗါတဲ့အကျွေးလေးဘယ်တော့ဆက်မလဲမသိတဲ့မအားသေးဘူးတဲ့ရောက်ငါတို့ကောင်ဖော်တာလေးထဲမှာလည်းအဲ့လိုကောင်တွေတက်ရှိသိလားအဲ့လိုကောင်တွေတက်ကိုရှိရနော်မင်းသိလားဟိုကနေစိုက်မှုကြီးတနာပါလေဒီကွာကြည့်ပေါ့ဒါကြတော့ ChatGPT ပေါ့နော် ChatGPT ကနေပြီးတော့ ChatGPT ကျွန်တော်မေးလို့ရမေးမသိတာဘာမှမရှိတဲ့ ChatGPT ပဲဖြစ်ပါတယ်ပေါ့နော်သူ့ကိုမေးထားတာပါယောက်ျားလေးအများစုရဲ့နောင်တပါလေတဲ့မန်ယူအားပေးမိတာလို့ပြောကြတယ်တဲ့ရောက်ပြီမန်ယူအားပေးမိတာဆိုပါလားရောက်ပြီယောက်ျားလေးအများစုရဲ့ဟာနောင်တပါလေတဲ့မန်ယူအားပေးမိလို့ပြောကြတယ်တဲ့ရောက်ရောက်ပြီသွားရှုလို့ရောက်နော်ရောက်ပြီမန်ယူအားပေးမိတာလည်းရောက်ချက် GPT နော်ရောက်စောက်တလွဲအမှန်တရားတွေသိလာပြီနော်ရောက်မန်ယူမင်းတို့မန်ယူတော့ပြောနေဟိုတလောပဲဟိုနေ့ကစားဟော်တယ်ပေါ့မန်ယူနိုင်သွားတယ်ဟုတ်တယ်နော်မင်းတို့အဲ့လိုမပြောနဲ့အဲ့လိုမပြောသင်ဟုတ်ပြီနော်အဲ့လိုမပြောသင်ဒါမန်ယူကငါတို့ရဲ့ဘယ်လိုပြောမလဲ bit ဘယ်လိုပြောမလဲကွာမသိတော့ဘူးကွာရှုပ်တယ်ဒါကြတော့ဒါလေးကြတော့ဘယ်လိုပြောရမလဲမေးပါဟိုကမန်ကိုတဲ့9000လောက်လွှဲပေးလို့ရမလားတဲ့အရေးကြီးနေလို့တဲ့ကိုရဲတဲ့ချစ်ပြောမှုပါတယ်တဲ့ချစ်မှာပိုင်ဆိုင်တာဆိုလို့ကိုပဲရှိတာတဲ့哎呦我的妈！打ယောက်ျားလေးတွေမဟုတ်တော့မိန်းကလေးကပါတော့ပြသွားတာရောက်ပြီသူရှေ့ဆက်တိုးရမလို့အလယ်မှာပဲနေရမဆက်ငယ်နဲ့ရောက်ပြီကြည့်ပါပါလောကအမအပိုင်းတက်စသိန်းဆိုအဲ့ဒါပြောတာရောက်ဟောတော့ပဲပြန်ကြလိုက်ကြတော့ပါကိုတဲ့9000လောက်လွှတ်ပေးလို့ရမလားတဲ့အရေးကြီးနေလို့တဲ့ကိုရဲတဲ့ချစ်ပြောဦးပါတယ်တဲ့ချစ်မှာပိုင်ဆိုင်တာဆိုလို့ကိုပဲရှိတာတဲ့ရောက်ကြီးစားတာရောက်ကြီးမိကွင်းကြီးစားတာတော့ပုံဖြေတာကြီးစားတာချစ်မှာပိုင်ဆိုင်တာဆိုလို့ကိုပဲရှိတာတဲ့ရောက်ကြီးသွားချုပ်လို့မရဘူးနော်ရောက်ဒီဗီဒီယိုလေးကတော့ဒါအဝါစား9000ဆိုတဲ့ခေါင်းစဉ်လေးတော့ကျွန်တော်ပေးထားပါတယ်အဝါစား9000 3000ဗီဒီယိုလေးကြည့်လိုက်ဟုတ်ပြီနော်နိုင်နေချင်မယ်နော်โอเคHey ပဲလေပဲလေဘယ်လောက်ပေးရမှာတော့လောက်ပေးရမှာတော့ဘာသာ3ပါရောက်အတကြီးကစားတာအဝါစား3000နဲ့ရောက်အဝါစား3000ဆိုပါလားရောက်ပြီပြပြန်Hey ပဲလေပဲလေဘယ်လောက်ပေးရမှာတော့လောက်ပေးရမှာတော့ဆရာရဘလောက်တော့ဆရာရဘလောက်တော့ဆရာ free ပြတော့လာတာရပါအဝါစား3000နဲ့ရှေ့ဟာကြီးကဘယ်လောက်လဲဆိုပါ तू ကအစီပိတ်တော်နဲ့9000နဲ့ရောက်မင်းတို့စားချင်တဲ့ကောင်တွေနော်ရောက်ဈေးတန်တန်လေးနဲ့ရမယ်နော်နောက်ကဟာလေးကအဝါစားတာနော်အဝါစားကို3000ပဲပေးရမှာအဝါစား3000နောက်ကရှေ့ဟာကြီးတော့ဗာအစီပိတ်တော်နဲ့9000ပေးရမယ်တဲ့ emotional damage ရောက်ကြီးတောက်ချိုးတင်းတာရောက်ကြီးဘိုးလေးကြတော့ဗာဘယ်လိုပြောရမလဲဒါကျွန်တော်တို့ဘီသမားတို့ဘီးမှုတ်တဲ့သူတွေပေါ့နော်ဘီးမှုတ်တဲ့သူတွေရဲ့စကေးတွေကိုအောက်ကဒါလူတိုင်းသိမယ်ထင်ပါတယ်ကျွန်တော်တို့ခယူဝိုင်းလေးဆောင်းချစ်ဖို့ကောင်းတဲ့ခယူဝိုင်းလေးဆောင်းချစ်ဖို့ကောင်းတဲ့ခယူဝိုင်းလေးရဲ့ဒီစကေးကိုလည်းတစ်ချက်ကြည့်လိုက်ပါဦးဗျာဟုတ်နော် sorry
ကြောင်မိုက်တယ်နော်ရောင်မိုက်တယ်နော်ရောင် ကိုချောတဲ့ပြုံးနဲ့သိကြပြီအချစ်ကလည်းလုံးနေတော့ဘာမှရှိနေပြီချစ် ရောင်သွားရှုပ်လို့မရောနော်ရောင်စကေးရမိုက်တယ်နော်ရောင် Sana phone to pay to body Go li say the chalo na long yan na pian kwa ne I be that to late Say me young and darling for now ဒါကျွန်တော်ရဲ့ Q1 လေးအဲ့ဗီဒီယိုလေးတွေ့ပြီးတော့သူပါအဲ့လိုမျိုး like trend join တာပေါ့ဗျာနော် song join တာ join တာနော်ကျွန်တော်ပြမယ်နော်ကြည့်တော့ trend join လိုက်ရစားရရ အမေဆိုတော့ဆက်ရအောင်ရှော့ဆို Ya son la tu ma ဟဲ့တူတယ်ဖူကူတူတယ်ရောက်ပြီစားတာရောက်ပြီရစကေးရပါပြ 哎呦我的妈！ရောက်ပြီစားတာရောက်ပြီသူများရဲ့ဘီစကေးနဲ့ငါရဲ့ဘီစကေးဆိုတာအဲ့ဒါပြောနော်ဘီစကေးရသွားရှုပ်လို့မရဘူးဟုတ်တယ်နော်ကဲဟုတ်ပြီဒါဒီဗီဒီယိုလေးကတော့ဘယ်လိုလဲကိုချိုင်းလေးနဲ့မပူပူရဲ့စကားပြောထားတဲ့ဗီဒီယိုလေးပေါ့နော်ဒါပြတဲ့ဗီဒီယိုလေးအဲ့ဒါလေးကိုတစ်ချက်ရှိုးလိုက်အောင် let's go ဆိုတော့သတင်းကြောင့်မီးထုံးပွဲတော့ဟုတ်လားတော့သတင်းကြောင့်မှာအကုန်လုံးကမလုပ်ကြမီးထုံးပြီးတော့ခုနကဟွားကိုမလုပ် ကြီးကိုကြော့တယ်မဖို့တောင်းတယ် ကဲခေါ်ကြမယ် ရမင်းတို့ကိုချိုင်းလေးယူအဲ့ဒါတော့ဆောင်းရလိုက်တာတော့ရောက်ပြီကိုချိုင်းလေးတင်ခနုတ်ပတ်တိညံရတော့နော်စကားဘလို့ထည့်ပြီးဘလို့ပြန်ထွင်ရမလဲဆိုတော့မင်းကိုချိုင်းလေးရတာမင်းစိတ်ရတသူပဲရောက်သွားရှုပ်လို့မရောက်တော့ဘူးပြန်ရှိုးလိုက် ဆိုတော့သတင်းကြောင့်မီးထုံးပွဲတော့ဟုတ်လားနော်သတင်းကြောင့်မှာအကုန်လုံးကမလုပ်ကြ ကြီးထုံးတယ်လေမီးထုံးပြီးတော့ခုနကဟွားကိုမလုပ် ကြီးကိုကြော့တယ်မဖို့တောင်းတယ် ကဲခေါ်ကြမယ် ရစားလာရ ကဲလက်ဆောင်ဒီနေ့လူကြီးကိုခေါ်ကြမှာ တွေ့လားမင်းကို မလွယ်တဲ့ကောင်လေး ကိုချိုင်းလေးမင်းစောင်းရနာမည်ကြအဲ့ဒါမင်းသူ reaction လုပ်ပြီးဆိုလဲမင်းငါဦးတဲ့10တော့10တော့အစားတရသွားတယ်ကွာခုစောင်းနာမည်ကြီးနဲ့ဗညာတော့ဘာလို့လဲတခြားစီအောင်ဟိုစော်ကားတာမဟုတ်တော့ကျွန်တော်ပြောတာမင်းကိုချိုင်းလေးရဲ့မစ္စကေးရသွားချုပ်လို့မရဘူးနော်မင်း ကဲတော့သတင်းကြောင့်ကတော့ပြပါလေ မဖို့ကေဘေးကချက်ကို9000ဒီလွှဲလိုက်မယ် ကဲလာအားလုံးမလုပ်မယ် တကယ်ကြီးရောက်တကယ်ကြီးကတော့လာရောက်ပြီ ကဲနော်အားလုံးနောက်လိုက်တော့နော်ငယ်ငယ်လေးကနေရေရန်ကြည့်ပွဲကစီးရတဲ့တင်းနေဆိုပေးတယ် 哎呦我的妈！ ငယ်လေးကနေပါအမြဲကြည်ကိုရပြီးရတဲ့တခြင်းတွေစူပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ဒါပဲကိုချိုင်းလေးဆိုတာဒါကိုပြောတာကိုချိုင်းလေးဆိုတာဒါကိုပြောတာဟုတ်တယ်နော် အားမလွယ်တဲ့ကောင်โอเค မဟုတ်ရ မင်းတို့လိုက်ကတော့နော်ဟဲ့အောင်လေမင်းတို့အကြီးရောဟုတ်လားမင်းတို့ငယ်ငယ်တော့တချင်းနေနဲ့ငိုခဲ့ဦးတဲ့ဆိုရင်မင်းတို့လိုက်ကတော့ဟုတ်လား ကျမတို့ကချင်းကိုလောက်ပါ ဟုတ်လားမင်းတို့ငိုခဲ့ဦးတဲ့ဆိုရင်မင်းတို့လိုက်ကတော့ဟုတ်လားမင်းတို့အမ်ထောင်းနေနော်ဟုတ်သားပြီ ဒါကမှ3000 အေး ဟုတ်ကဲ့ကော တယောက်သုံးသော ကဲကျေးဇူးတင်ပါတယ် ဟုတ်နော်မင်းတို့အဲ့ဒါဘယ်လိုပြောပြရမလဲဒါကိုချိုင်းလေးကိုဆောင်းတူနေဘာလို့ဆိုမင်းစကားတစ်ခုလုံးလုပ်ပြီးတော့သူ့တို့စားပေါက်ကတင်းနေကြတယ်စားပေါက်ကတင်းနေကြတယ်ဘာမှမကြမ်းပဲကိုချိုင်းလေးမလုပ်ဘူးမင်းတို့သိလားဘာလဲစကားကိုတော့အစပြောရတာပါအော်တင်းကျုံမှာလူကြီးတို့ဘာလုပ်လဲကြော့ရည်အပိုးဝါကြော့ရဟုတ်ပြီကြော့မယ်ရှင်းရှင်းမယ်နော်စားတာမိုးရနေတယ်ရောက်ပြီ ပြေးလိုက်မယ်နော် မဖို့ ကြာလာမသိဘူးဆက်ရှစ်